ဒီကောင်ကဟို36လက်မဆိုတော့3ပေရှည်တယ်ပေါ့နော်3ပေရှည်တဲ့ဒီ stick model ပေါ့ကျွန်တော်ကတော့ဘယ်ဟာကိုမှီညမ်းပြီးစောက်ထားတယ်ကျွန်တော်တို့ F1G နဲ့ F1B ဒီဇိုင်းလေးကြိုက်လို့ကျွန်တော်မှီညမ်းပြီးစောက်ထားတာပေါ့နော်ဒီကောင်လေးကပြန်လေးလည်းကောင်းတယ်ပေါ့နော်အခုကျွန်တော် 1.8 ဒီနှစ်ကွင်းပေါ့နော်နှစ်ကွင်းကျွန်တော်တုံးထားတယ်အပိတ်ကတော့ပိတ်ဘယ်လောက်ရှိမလဲဆိုပိတ်ကတော့800ဝန်းကျင်လောက်ရှိတယ်ပေါ့နော်တစ်ချက်တော့ကျွန်တော်ပြန်ဆန်းပြပါမယ်ဟုတ်ဆန်းပေါ်မှာလို့ပြန်ကောင်းတယ်ဟိုတီကျိုးကုံသွားပြီပေါ့နော်အပိတ်တကယ်နဲ့သူညင်နေဆင်းသွားခေါင်းလေးအပြန်လေးတော်မိုက်တယ်ပေါ့နော်။ဘာမှတော့နည်းနည်းပုံကုန်တယ်ပေါ့။ငါကိုလည်းစားလို့ရှိရင်